ဆောင်းတွင်းပိုင်းအနှွေးဆောင်းအုပ်ထုပ်လေးထိုးနေလေးပြပေးမယ်နော်ပထမဆုံးလိုအပ်တာကမစ်ကော်တွန်ကိုမှဒီလိုမျိုးအမဲအောင်ဘက်ကလေးနဲ့ဆိုလို့ရှိရင်လည်းနှလုံးလိုမယ်နော်နှလုံးလိုတယ်ပြီးလို့ရှိရင်အကကြတော့ 3.5 နဲ့လည်းသုံးလို့ရတယ်ပုံမှန်ဆို3နဲ့လည်းသုံးလို့ရတယ်ဒီလိုကျူလက်အဆိုလို့ရှိရင်ကျူလက်ချက်အဆိုလို့ရှိရင်နံပါတ်6နော်နံပါတ်6တို့ညလောင်းလေးနော်ဒီနံပါတ်6နော်ကျူလက်အဆိုလို့ရှိရင်ဒီလိုရွှေရောင်လေးဆိုလို့ရှိရင်ဒီလိုနံပါတ်6စစ်မြင်းဆောင်စီကိုဆိုအဲ့ဘက်ချမ်းလေးနဲ့ထိုးရမယ်နော်မမလို့ရှိရင်ပုံမှန်ရိုးအပ်တေဆိုလို့ရှိရင်ပတ်ဆိုင်က3တို့ 3.5 နဲ့ထိုးလို့ရတယ်နော်ဒီမှာမမြင်ရလို့မလို့ 3.5 နဲ့ထိုးလို့ရမယ်3.5 နဲ့ထိုးလို့ရမယ်ပြီးလို့ရှိရင်လိုအပ်တာပေဂျိုးလေးလိုမယ်ဒီလိုခြီဖြက်ကကြီးလေးလိုမယ်နော်ပထမဆုံးဒီလိုမျိုးမစ်ကော်တော့အမဲဘက်ဆိုလဲဒီလိုနှလုံးဒါမှမဟုတ်ဘူးနွားတစ်စိမ့်နဲ့ဆိုလို့မစ်ကော်တော့နွားတစ်စိမ့်နဲ့ဆိုလို့ရှိရင်လည်းဒီလိုနှလုံးလိုမယ်နော်ပထမဆုံးထိုးရမှာချင်းထိုးရမယ်နော်ချင်းကို1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 ဖွန်မီထိုးပြီးတော့လို့ရှိရင်ပီဂျိုးနဲ့ဘယ်နှလက်မရှိလဲတစ်ချက်တိုင်းကြည့်မယ်နော်ပီဂျိုးလေးနဲ့တရားမစပဲနဲ့ပုံမှန်လေးပဲတိုင်းကြည့်လိုက်ပုံမှန်လေးတိုင်းကြည့်လို့ဒီမှာ12လက်မထိရောက်ပြီဆိုတော့ပြီเนาะပုံမှန်ဆိုလို့ရှိရင်12လက်မဆိုလို့ရှိရင်ဆွဲလိုက်လို့ရှိရင်13လက်မလောက်ထိသူကရှည်မယ်เนาะရှည်လောက်ရရဲ့เนาะ12လက်မထိပဲထိုးမယ်เนาะ12လက်မထိကိုအတီထိုးထားလို့ဆွဲလိုက်ရင်14လက်မလောက်ထိရောက်တယ်เนาะ14လက်မလောက်ထိရောက်တယ်အဲဒါဆို12လက်မလောက်ထိအခုပုံမှန်ထိုးတဲ့ပုံမီ12လက်မလောက်ထိထိုးထားမယ်ထိုးထားပြီးလို့ရှိရင်အဲ့ဒါတယောက်နဲ့တယောက်ထိုးတဲ့လက်ပေါ်မှာမူတည်ပြီးတော့ချင်းအီရက်က40နဲ့50ကြာအဲ့လို40 50ဖြစ်လိမ့်မယ်เนาะအခုထိုးထားမထိုးထားဆိုလို့ရှိရင်50เนาะပုံပြီး50ဆိုတော့နောက်ထပ်ချင်းတစ်ခါထိုးမယ်ထိုးပြီးတော့လို့ရှိရင်ပထမဒုတိယပေါက်မှာတိုင်တူထိုးမယ်နောက်တစ်ပေါက်မှာတိုင်တူလေးထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တူထိုးမယ်အဲ့ဟာကိုတိုင်တူဒီဘက်အဆုံးထိထိုးခဲ့လိုက်ပါနော်ဖွန်မီအဆုံးထိတိုင်တူလေးထိုးပြီးသွားလို့ရှိရင်เนาะထိုးပြီးသွားရင်ဖွန်မီတစ်ချက်ထိုးမယ်ထိုးပြီးတော့ဘက်တစ်ချက်ကိုလိုက်မယ်လှည့်ပြီးရင်ဒီမှာကျူးလေးအပေါက်လေးဒီမှာကျူးလေး2ခုရှိရယ်เนาะဒီမှာ2ခုရှိရယ်เนาะအဲ့2ခုရှိရနေမှာဒီဘက်ကျိုးလေးကိုအောက်ထဲကနေလမ်းဆွဲမယ်တိုင်တူလေးထိုးမယ်ဒါကို back look only လို့ခေါ်ရနော် back look လို့ခေါ်ရနော်ဒီလိုလေးထိုးမယ်နော်ဒီနှစ်ကျိုးကိုဒီညာဘက်ကျိုးလေးရဲ့အောက်ထဲကနေပြီးတော့တိုင်တူလေးထိုးမယ်ညာဘက်တိုင်တူလေးထိုးသွားမယ်အဲ့ဒါဆိုလို့ရှိရင်အဆုံးထိထိုးခဲ့လိုက်နော်အဲ့လိုတိုင်တူလေးအဆုံးထိဒီလိုလေးထိုးပြီးသွားလို့ရှိရင်အဲ့လိုလေးဖြစ်နေလိမ့်မယ်နော်ဒီဘက်နောက်မှာအဲ့လိုလေးဖြစ်နေလိမ့်မယ်နော်အဲ့လိုပဲနောက်တစ်ခါတက်မယ်ဆိုရင်ဖွန်မီတစ်ချက်လေးထိုးပြီးသွားရင်ဒီမှာကျိုးစားလေးနှစ်ခုကို back loop နောက်ဘက်ကကျိုးလေးတွေကနေပဲတိုင်တူလေးစက်တိုက်ထိုးသွားမယ်အဲ့ဒါဆိုရင်တဒန်းမီတဒန်းဆက်ထိုးသွားလိုက်နော်တဒန်းမီတဒန်းဆက်ထိုးသွားပြီးတော့ဘယ်နဲ့လက်မတီထိုးရမလဲဆိုတော့ခေါင်းပတ်ချလဲကအနည်းဆုံး22လက်မထိ22လက်မ23လက်မလောက်ထိဒီအရှည်လေးကို22လက်မ23လက်မထိ
အရှည်လေးထိုးလိုက်နော်အခုတော့1လက်မပြည့်အောင်မယ်နော်ဒီအရှည်လေးကို22လက်မနဲ့23လက်မအထိကိုကြိုက်တယ်လို့အရှည်လေးထိုးလို့ရပါတယ်အဲ့လိုလေးဆက်ပြီးထိုးထားလိုက်နော်